Hello everyone, I'm Ye. Welcome back to my video. အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ပြည်ကလောဘမှာရှိတဲ့ vacation house တခုကိုခေါ်သွားမှာပါပြည်ကကလောသားဆိုပေမဲ့လို့အိမ်မှာမနေချင်တာတကြောင်အဲ့တော့တဲခုပို့ vacation house လေးကိုရှာလိုက်တဲ့အချိန်မှာပြည်ဒီကြောက်ဖြူပေါ့နော်ရခိုင်ဘက်ကအတိအမတယောက်ရဲ့အိမ်ကလေးပေါ့ဒီက vacation house အနေနဲ့ငှားထားတာပါvacation house ရဲ့နာမည်ကတော့ Orchid Home ပါဒီက Orchid Home ဆိုတဲ့အတိုင်းပဲအိမ်ထဲမှာပန်းလေးတွေအများကြီးစိုက်ထားတယ်ပြီးတော့မှပြောရရာသီပေါ်အသီးလေးလည်းစိုက်ထားမျိုးလေးရှိပါတယ်ဗျအဲ့တော့ဒီနေ့ဒီလိုက်ကြည့်လိုက်အောင်လားခင်ဗျာအဲ့တော့ပြီးတော့ဒီအိမ်မှာဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ double bed ပေါ့နော်ဒီနှစ်ယောက်အိမ်အခန်းလေးတစ်ခန်းပါရှိပါမယ်အဲ့ဒီအပြင်မှာဒီဘက်မှာဆိုလို့ရှိရင် single bedroom တစ်ခန်းပါရှိပါမယ်လက်ရှိမှာတော့လူလေးနေထားဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းလေးတော့ဒီနေ့ရှုပ်ပွားနေပါတယ်အဲ့တော့ဒီနောက်ဘက်ကတော့ဒါတွန်းလိုက်ပါဒါမှပြလိုက်မပြတော့ပါဘူးအဲ့တော့အပေါ်တက်မှာကပြော single bedroom တစ်ခန်းပါသေးတယ်အမေ single bed ဆိုပေမဲ့လို့နှစ်ယောက်အိမ်မယ်ဆိုလို့ရှိရင်အဲ့လိုရတဲ့အနေအထားတစ်ခုရှိပါတယ်ခင်ဗျပြီးတော့အပြင်မှာအိတ်ချင်တဲ့လူတွေအတွက်လည်းပြီးတော့ဒီဘက်မှာမွေရတခုထားပေးထားပါတယ်ခင်ဗျအဲ့ဒီအပြင်မှာပြီးတော့ဒီ vacation house ရဲ့အပြင်ဘက်မှာလည်းလုံးဝ view ကတော့ share ပါပဲခင်ဗျ close ဆိုတဲ့အတိုင်းပဲပြီးတော့အရန်လာပါတယ်အကယ်၍ close လာဖို့ရှိရင်လည်းဒီ Orchid Home မှာလာပြီးတော့တဲဖို့ဖိတ်ခေါ်ပါစီခင်ဗျ Thank you for watching my video. See you in the next video. Bye bye.